Hello ဒီနေ့မှာတော့စာတစ်ကြောင်းလေးနဲ့အသုံးမဲ့ပတ်တန်လေးပြောပြမယ် I offer food to the mass every day နေ့တိုင်းဘုန်းကြီးတွေကိုစွန့်လောင်းတယ် So offer ဆိုတာ verb 1 verb 1ကဘယ်လိုနေရာမှာသုံးလဲအမြဲတမ်းမှန်နေရဲ့အမှန်တရား universal truth မှာဆိုရင် verb 1ကိုသုံးတယ်ကြားကအသားကိုပဲစားတယ် Tiger eats meat ကြားအသားပဲစားတယ်အဲ့ဒါမှန်တရားအဲ့ဆိုရင် verb 1နောက်တစ်ခုက present tense လက်ရှိဖြစ်ပျက်နေရဆိုရင် verb 1ကိုသုံးတယ် I go to work အလုပ်သွားတယ် They go shopping သူတို့ shopping ထွက်တယ်နောက်တစ်ခုရှိသေးတယ်လုပ်နေကြအလုပ်တွေမှာဆိုရင်လည်း verb 1ကိုသုံးတယ် I do exercise every morning မနက်တိုင်းလေ့ကျင့်ခန်းလုပ်တယ်နောက်တစ်ခုကI do homework every night ညတိုင်းအိမ်စာလုပ်တယ်လုပ်နေကြလို့ဆိုရင် verb 1 subject ကအနည်းဆိုရင် verb ကအနည်း verb အနည်းက verb မှာ ses ပါတယ် subject ကများရင် verb ကများတယ် ses မပါဘူးဥပမာသူမမှာဘောပင်နှစ်ချောင်းရှိတယ် she has 2 pens ဘောပင်နှစ်ချောင်းရှိတယ် she သူမ subject အနည်းဆိုတော့ has verb 1s ကိုသုံးတယ် has ရဲ့ verb 1က have have သဘောပေါက်သွားမယ်ထင်ပါတယ် Thank you follow for more bye